ချစ်စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြပြုံးလာလာမြတ်တာပွားများကြွကြည်မှာဖယားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလူပါသည်မာတာယထာနိယဗုဒ္ဓမိခင်တွေ့တာငယ်လေးပမာနေထွေးခြင်းနာရှိလူပါသည်သူတပါးတော့ပေါ်၌အမျက်ထွက်ခြင်းကင်းလူပါသည်သူတပါးတော့ပေါ်၌ပြစ်မှားမှုမပြုလူပါ